မင်းကလေးကအနီရောင်လက်ပတ်ဝတ်ပြီးရီးစားရဲ့တက်ကိုတုံးကအလွန်ကြုံစည်းဝယ်လေးရှိတဲ့သူမအနီရောင်လက်ပတ်ဝတ်ထားရင်ချမ်းသာတဲ့ရီးစားကသူမခိုင်းသမျှနာခံတဲ့သူဖြစ်သွားပြီးလက်ပတ်ကိုဖြုတ်လိုက်ရင်ပုံမှန်အားဖြင့်နုညံ့သိမ်မွေးတဲ့ရီးစားကလုံးဝကွဲပြားတဲ့ဒေါသကြီးတဲ့လူတစ်ယောက်ဖြစ်ပြောင်းသွားပါတယ်။အနီးနားကတငယ်ချင်းမင်းကလေးကဒီမြင်ကွင်းကိုမြင်တွေ့ခဲ့ရပြီးအတွေ့အထဲမှာနစ်မြုပ်သွားခဲ့ပါတယ်။အရင်ဘဝတုန်းကထိုမင်းကလေးနှစ်ယောက်စလုံးဟာကောလိပ်ဝင်ခွင့်စာမှုပွဲမှာအမှတ်900ကျော်ရရှိခဲ့ပြီးရှင်ဟွာနဲ့ပီကင်းတက္ကသိုလ်တွေကိုဝင်ခွင့်ရဖို့လုံလောက်ခဲ့ပါတယ်။ဒါပေမဲ့ဒီတက္ကသိုလ်တွေမှာနေရာကန့်သက်ရှိပြီးတယောက်ပဲဝင်ခွင့်ရခဲ့ပါတယ်။ဒါကြောင့်သူတို့ဟာရှောက်လွှာတွေကိုအတူတူဖြစ်ပြီးကျန်တာတွေကိုကံကြမ္မာအတိုင်းထားခဲ့ဖို့သဘောတူခဲ့ကြပါတယ်။ဒါပေမဲ့လမ်းမှာရေဝယ်နေတော့အပူရှက်တဲ့ဝေဒနာခံစားနေရတဲ့ကောင်လေးတစ်ယောက်နဲ့တွေ့ဆုံခဲ့ပါတယ်။ကလေးကကောင်လေးကိုချင်နာစွာကူညီပေးခဲ့လို့ရှောက်လွှာနောက်ဆုံးရက်လွတ်သွားခဲ့ပါတယ်။ဒါပေမဲ့ရှင်းမင်းကလေးကသူမရဲ့ရှောက်လွှာကိုသူမမသိအောင်လုပ်ဝက်ဖြစ်ဖို့အခွင့်အရေးကိုအသုံးချပြီးနောက်ဆုံးမှာသူမရဲ့ရည်မှန်းချက်ကိုအောင်မြင်ခဲ့ပြီးရှင်ဟွာနဲ့ပီကင်းတက္ကသိုလ်တွေမှာဝင်ခွင့်ရခဲ့ပါတယ်။ရှင်းမင်းကလေးကသူမကိုတက္ကသိုလ်ဝင်ခွင့်ရတာကိုကြောက်ဝါနေချိန်မှာပဲအကန့်အသတ်ထုတ်အားကစားကားတစ်စီးသူတို့ရှေ့မှာရက်လာပါတယ်။မင်းကလေးကတင်ခဲ့တဲ့ယောက်ျားကဘေကျင်းရဲ့အထက်တန်းလွှာအတိုင်းဝိုင်းကချမ်းသာတဲ့အမွေဆက်ခံသူဖြစ်နေခဲ့ပါတယ်။သူ့ရဲ့အသက်ကကျေးဇူးကိုပြန်ဆက်ဖို့အတွက်လူသိရှင်ကြားလက်ထပ်ခွင့်တောင်းခဲ့ပြီးနောက်ဆုံးမှာမင်းကလေးကသူနဲ့လက်ထပ်ခဲ့ပြီးလူမှုရေးအရတော်တဲ့သူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ရှင်းမင်းကလေးဟာရှင်ဟွာတက္ကသိုလ်မှာဝင်ခွင့်ရပေမဲ့နေတိုင်းဂျပန်အလုပ်တွေလုပ်ပြီးသူမရဲ့ပညာသင်ဆေးကိုရှာခဲ့ရပါတယ်။တငယ်ချင်းဖြစ်သူမင်းကလေးကတော့အထက်တန်းလွှာရဲ့မင်းမျိုးမင်းတွေဘဝကိုခံစားနေတာကိုကြည်ရင်ရှင်းမင်းကလေးဟာမနာလိုစိတ်တွေပြင်းထန်နေခဲ့ပါတယ်။သူတို့ရဲ့မင်္ဂလာနေ့မှာအမျိုးသားကသူ့ရဲ့ဒေါ်လာဘီလီယံပေါင်းများစွာတန်တဲ့ corporation ကိုလက်ဖွဲ့အဖြစ်ပေးမယ်လို့လူသိရှင်ကြားကြေညာခဲ့သည့်အတွက်ရှင်းမင်းကလေးသည်မနာလိုစိတ်နဲ့ယူသွမှုအဆုံးကိုရောက်နေခဲ့ပါတယ်။ဒါပေမဲ့သူတို့သမီးရဲ့ဖြူဖြော့နေတဲ့မျက်နှာနဲ့သူမရဲ့လက်ကောက်ဝတ်ပေါ်ကနတ်မောင်နဲ့အနီရောင်ကြီးကိုဘယ်သူမှသတိမထားမိကြပါဘူး။အမျိုးသားကသူ့နာရီကိုတစ်ချက်ကြည့်လိုက်ပြီးအချိန်တစ်ခုကိုမျှော်လင့်နေပုံရတယ်။အဲ့ဒီအချိန်မှာရှင်းမင်းကလေးကချင်းကပ်လာတဲ့မင်းကလေးကသူမရဲ့မင်္ဂလာပွဲအတွက်ဂုဏ်ပြုတယ်လို့ယူဆပြီးကြိုဆိုပေမဲ့သူမကတငယ်ချင်းစီကနေလှုပ်ကြံခံလိုက်ရပါတယ်။မမျှော်လင့်ပဲမင်းကလေးရဲ့တည်ဆုံမှုကအမျိုးသားကိုထိတ်လန့်စေတယ်။သူကသူ့နာရီကိုတစ်ချက်ကြည့်လိုက်ပြီး12နာရီမြန်မြန်ပြေးဖို့ထပ်ခါတလဲလဲရေရွတ်နေတယ်။တကယ်တော့ထိုလူဟာသူတို့သမီးစီကအတက်တက်တွေကိုစုပ်ယူဖို့ဖြစ်တယ်။ဒေါသအကြီးနဲ့ဓာတ်တစ်ချောင်းကိုဆွဲယူပြီးသူ့အစီအစဉ်တွေကိုဖျက်ဆီးခဲ့တဲ့ရှင်းချင်းရဲ့ဘိုက်ကိုထိုးလိုက်တယ်။အဲ့ဒီလိုပဲမင်းကလေးနဲ့ရှင်းချင်းနှစ်ယောက်စလုံးတည်ဆုံသွားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာအချိန်တွေပြောင်းပြန်ရသွားခဲ့ပါတယ်။သူမမျက်လုံးပြန်ဖွင့်လိုက်တဲ့အခါမင်းကလေးကရေဝယ်တဲ့အချိန်ကိုပြန်ပြီးမွေးဖွားလာတယ်။အဲ့ဒီအချိန်မှာပဲအမျိုးသားကအပူရှက်ဝေဒနာခံစားနေရတာကိုသူတို့တွေ့ရှိခဲ့ပေမဲ့ဒီတစ်ခါတော့ရှင်းချင်းကသူမရဲ့အရင်ဘဝနဲ့လုံးဝကွဲပြားနေတဲ့သူမဒီဆိုင်ရှင်အားဈေးကြီးဆုံးရေပလင်းတစ်လုံးကိုအလင်းမြန်တောင်းပြီးအပူရှက်ဝေဒနာခံစားနေရတော့အမျိုးသားကိုကဲတင်ရန်အပြေးလွှားသွားခဲ့သည်ဤအခိုက်အတန့်ကြောင့်မင်းကလေးသည်ရှင်းချင်းလည်းပြန်လည်မွေးဖွားလာကြောင်းသဘောပေါက်သွားသည်ထိုသူအားရေနှဲငယ်တိုက်ပြီးနောက်ရှင်းချင်းသည်ထရက်ပြီးတငယ်ချင်းဖြစ်သူအားမြန်မြန်သွားပြီးကောလိပ်လျှောက်တော့ကိုဖြစ်ပါတခင်လေးကိုငါပဲဂယူးဆိုင်ပါမယ်ဟုပြောလိုက်ပြီးရှင်းချင်းလည်းပြန်လဲမွေးဖွားလာမှမင်းကလေးရဲ့မိပေမဲ့မတိကျင်အောင်ဆောင်လိုက်တဲ့အခန်းဖော်များအားလုံးရှင်းချင်း၏အတွင်ပြင်ကိုအံ့အားတင်သွားကြသည်ပုံမှန်အားဖြင့်သူမသည်ရက်ဆက်ယုံတာမကအလွန်ကက်ဆေးနေသည်ရှင်းဟွာတက္ကသိုလ်တွင်သူမ၏နေရာကိုလိုလိုလားလားဆွလွတ်မိမှာမယုံနိုင်စရာပင်ရှင်းချင်းသည်ချမ်းသာသောမိသားစုနှင့်လက်ထက်ရန်ရီမန်းချက်များထားရှိထားကြောင်းမင်းကလေးတဦးတည်းသာသိသည်ချမ်းသာသောမိသားစုဟုခေါ်သောထိုမိသားစုသည်အိမ်မက်ဆိုး၏အစဖြစ်မှန်းရှင်းချင်းမသိရှိပါထို့ကြောင့်ပြန်လဲမွေးဖွားလာသောမင်းကလေးနှစ်ယောက်သည်မတူညီသောကံကြမ္မာနှင့်ရင်ဆိုင်ခဲ့ရပြီးရှင်းချင်းသည်ပေကျင်းမျိုးရှိအကြီးကဲတဦး၏အမွေဆက်ခံသူနှင့်ရည်စားဖြစ်လာခဲ့ပြီးမင်းကလေးကတော့အရင်ဘဝကနဲ့မတူပဲပီကင်းတက္ကသိုလ်သို့အောင်မြင်စွာတက်ရောက်နိုင်ခဲ့သည်ရက်အနည်းငယ်ကြာတွင်အခန်းဖော်များ၏စုဝေးပွဲတွင်ရှင်းချင်းသည်ဒီဇိုင်နာအဝတ်အစားများဝတ်ဆင်ကပြန်လဲပေါ်လာခဲ့သည်သူမသည်ဈေးကြီးသောအနောက်တိုင်းစားအစာများပြည့်နေသောစပွဲတစ်လုံးကိုမှာယူပြီးရွမ်တသိန်းတန်ဝိုင်မလင်းတစ်လုံးကိုဖွင့်ကသူမကငွေပေးချေမည်ဟုပြောကြားခဲ့ပြီးလူမှုရေးရာပုဂ္ဂိုလ်တဦးအဖြစ်သူမ၏အဆင့်တန်းကိုကြွားဝါခဲ့သည်ဒါပေမဲ့မင်းကလေးတဦးတည်းကသာရှင်းချင်းလက်ကောက်ဝတ်ရှိအနီရောင်ကြီးကိုသတိပြုမိခဲ့သည်သူမသည်ထိုလက်ပတ်ကြောင့်အရင်ဘဝကအားအိမ်ကုန်ခန်းလာပြီးအသက်ရေးသာကြံသည်ရှင်းချင်းသည်ဆက်ကြွားဝါနေပြီးမင်းကလေးမှမူဘီယူမဆိုင်ပဲဆက်လက်စားတောက်နေသည်ထို့ကြောင့်ကြွားဝါတော့မိရှင်းချင်းသည်ရှက်ရွံ့သွားသည်ငယ်ချင်းသည်ပီကင်းတက္ကသိုလ်သို့ဝင်ခွင့်ရတာလောက်ကောင်းတာရှိအောင်မလားလို့တရော်လောင်ပြောင်းပြောဆိုခဲ့သည်ရှင်းချင်းကထိုတက္ကသိုလ်တက်ရောက်လဲသူမ၏ကိုယ်ပိုင်အိမ်ထိန်းလောက်ပင်ဝင်ငွေရှိမည်မဟုတ်ပါလို့မင်းကလေးကိုနှိမ်ခဲ့သည်ဒီစကားကိုကြားတော့သူမရဲ့အခန်းဖော်တွေအားလုံးကမင်းကလေးကိုစားမကြေမနက်ဖြစ်ကြသည်ဘာလို့လဲဆိုတော့မင်းကလေးဟာ10နှစ်အတွင်းပီကင်းတက္ကသိုလ်ကိုဝင်ခွင့်ရခဲ့တဲ့ပထမဆုံးကျောင်းသူဖြစ်လို့ပါအဲ့ဒီအချိန်မှာရှင်းချင်းကဒီအဖွဲနဲ့အတူရှိနေတာကသူမရဲ့လူမှုရေးအဆင့်တန်းကိုနှိမ်ကျစေတယ်လို့ခံစားရပြီးသူမကအထက်တန်းစားညစာစားပွဲတစ်ခုကိုတက်ရောက်ရမှာဖြစ်တယ်လို့ပြောကထွက်သွားသည်သူမရဲ့အခန်းဖော်အားလုံးကပေကျင်းရဲ့အထက်တန်းလွှာအတိုင်းဝိုင်းကအမွေဆက်ခံသူဟာဘာအတွက်ကြောင့်ရှင်းချင်းကိုလက်ခံနေတာလဲဆိုတဲ့တန်တရားဝင်လာခဲ့ကြသည်